နေဒူတွေ့တဲ့မြေအိမ်မဟောင်းလေးတွေအလောရဲ့ရွယ်ချွေပေးချင်တဲ့အနံ့တွေအချစ်ရဲ့သက်သေးပြန်ဆုံးဖို့ခက်နေတို့နှစ်ယောက်ရဲ့ချေမျောလေး